တို့သွားနေငယ် True နဲ့ဘူရဲ့တွဲလုံးလေးကစန်ကြီးကိုဖြတ်ဖို့တော့ခက်ခဲတယ် Oh တွေ့ပါပြီ Fly မေးတာ Play အကောင်ဝိုင်းမျိုးရှင်းပေးတာ True ကကြာဘူရဲ့အပေါက်ကိုပြန်စောင့်နေသေးရဲ့ဗျာ တော့ OHF ရဲ့ damage တွေသွားပြီးတော့ပဲ OHF ကို ဒီကြားမှာကျွန်တော်တို့ Utility Jungle အနေနဲ့အကင်ပြန်ပြီးတော့တွဲထားရဆိုတဲ့အနေအထားတစ်ခု Falcon အနေနဲ့နိုင်ဝဲတစ်ခုပဲဗျာအားလေးတို့ mid game potential တွေ late game potential တွေမှာကြည့်မယ်ဆိုရင်တော့ comparison တွေကြည့်မယ်ဆိုရင် Falcon ကအနည်းငယ်ကတော့ရောနေမှာပဲဗျာဟုတ်တယ်အဓိကလည်းကျွန်တော်ဒီ Fasa နဲ့ Jericho တို့ကချဖြစ်နေတဲ့အတွက်ကြောင့် rotation တွေမှာ Nolan ပါဝင်ပတ်သက်လာရင် early game minute တွေကတကောင်ရရင်တကောင်ဖြတ်သွားနိုင်တယ် TLPH ကအသေးကြတယ် gang game နဲ့ကျွန်တော်ဒီသွား crowd control တွေလိုမျိုး front line အားတွေထဲမှာသွားပြီးတော့မာပေးနိုင်မှုတွေကိုတွက်ကြည့်မယ်ဆိုလို့ရှိရင်တော့ Falcon အနေနဲ့ objective 5မှာ power spike ဖြစ်နိုင်မဲ့ movement လေးရတော့သွားပြီးတော့တွေ့ရတယ်ဒီက Terra Foul နဲ့သူလဲပြီးတော့အကုန်လုံးကျွန်တော် crowd control ပြန်ပေးသွားနိုင်မလားဒီ objective 5တွေမှာကျွန်တော်တေချာလေးပြန်သွားနိုင်မှာတော့ရမယ်သူတို့စီမှာအဓိက spare တွေကအကိုင်းလှည့်မဲ့အရာတွေရဲ့ကျွန်တော်ပြီးဝိုင်းစာနိုထုမယ်ဆိုတာတဲ့ Sanji တို့ဘာလို့ဝင်ထောက်မဲ့အရာတွေပဲကြိုးစားမှာအဲကြားထဲမှာကျွန်တော်မေထားလို့မရတဲ့ case ကတော့ Cafe ရဲ့ Valentina ပဲစောစီးမှာကကျွန်တော်ဒီ Sanji ရဲ့ ultimate တွေပါကျွန်တော်ဖြည့်ယူနိုင်ပြီး S-Ray ကျင်းနိုင်မယ်ဆိုရင်တော့ပိုကောင်းတယ်ဒါပေမဲ့ဘာပဲနေအတူနဲ့အစ်စ်ဆိုလို့ရှိရင်တော့ဒီ Sanji ရဲ့ Fasa data challenge တွေကပိုပြီးတော့ strong တယ် signature Fasa ရရဆိုလို့ရှိရင် win rate percentage တော်တော်များတာမျိုးတွေမြင်တွေ့ရတဲ့အခြေအနေဗျာတော့ဒီတော့ Cardizi အနေနဲ့ Lipton လေးကိုပါသွားပြီးရထားတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ဗျာ Falcon အနေနဲ့ကတော့ early time မှာတော်တော်လေးကိုတော့ view site ပြီးစောင့်နေတဲ့ပုံစံမျိုးလေးပဲ JP Unbreakable ကွက်တီပဲ Sanji နောက်ကနေပြီးတော့ spare နှစ်ကွက် combination လေးတွေကြားထဲမှာတော့ first blood ကိုတော့စတင်ပြီးတော့ပဲရထားသေးတယ်ဗျာUnbreakable ပဲသွားမိတယ် energy impact နဲ့ဆိုတော့မရဘူးဗျကျွန်တော် early game minute တွေကတော့ late matchup တွေကသွားပြီးကြည့်မယ်ဆိုလို့ရှိရင်လည်းအပေါ်မှာ Sunforce ဆိုပါတော့ minion မလို့ရေးကိုပဲပို့ပြီး focus ထားတယ် out lane matchup တွေလည်းတူတူပဲများသောအားဖြင့် lane phase matchup တွေမှာ OFD နဲ့အနေငယ်နေနေမယ်ဒီနေ့ပွဲတွေမှာတော့အရင်နေနေခြင်းမရှိဘူးသူကိုယ်တိုင်ကိုယ်ကဖြဲနေတဲ့ပုံစံမျိုးတွေတွေ့ရတယ်ဒီတိုင်းဆိုကလောက်လေး Trinity 3ယောက်တိုင်ပင်မြန်ဆန်ပြီးဖို့လိုအပ်တယ်ဗျတေချာတော့ဗျကျွန်တော် goal lane နှစ်ကောင်ကြားထဲမှာကျွန်တော်ဒီ item မြန်ထွက်မှုပေါ်မူတည်ပြီးအပြောင်းလဲဖြစ်သွားနိုင်တယ်စာနိုဒီ item လိုအပ်ချက်ရ3500 4000ပဲလိုအပ်တယ် Hannah Strike နဲ့ Sky Mirror သာပါရင် light ထူလို့ရတဲ့အခြေအနေမှာတော့ရှိရဗျာသူရဲ့ဗတဲ့ combination ကြလာမယ် impact တစ်ခုကိုတော့ကျွန်တော်တို့အနေနဲ့ထည့်တွက်ထားရမယ်ဗျာဒါပေမဲ့လောလောဆယ်တော့ True အနေနဲ့အလင်းမှာတစ်ခေါက်တော့သွားပြီးတော့ down ရဆိုတဲ့အချက်၄ချောင်း Liquid Philippine အနေနဲ့ river area တစ်ချောင်းမှာတော့သူတို့အနေနဲ့နည်းနည်းလေးဒါ pressure ပေးတဲ့ပုံစံမျိုးလေးကိုတော့သွားပြီးတော့တွေ့နေရတယ်လောလောဆယ်ကတော့ကျွန်တော်တို့ Falcon အနေနဲ့လှုပ်လို့ရရလေးတော့ရှိနေဗျာ objective 5 2မိနစ်အတွင်းမှာစတင်ပြီးတော့တည်ဖို့အတွက်ကတော့ ready စတင်ပြီးတော့ပြင်ဆင်ထားတာတော့ Falcon ဗျာအဲ့တော့ Liquid Philippine ကိုတကယ်ပဲတာစီရသွားနိုင်မလားဆိုတာကြည့်ရမယ် Sanford ဒီလေတာတဲ့ objective 5ဒီမှာတော်တော်လေးကို power spike ဖြစ်နိုင်တယ်ဆိုပြီး hero တစ်ကောင်ဗျာလက်ရှိကတော့သူတို့အနေနဲ့ zone ပြန်သွားထားတယ်ထားတဲ့တန်တင်လောက်ရတဲ့ဘိုင်းတွေမှာ 10 Falcon အနေနဲ့ပပနဲ့ပဲ broken wall တွေ down နေရလေးမှာဗျာလာကက်တယ်ဆိုလို့ရှိရင်ပြန်လာကြည့်အောင်ပဲ Fella S-Ray တက်ချဲထားတယ် Sanford ကို pressure ပေး reverse line နဲ့တော့ပြန်ပြီးတော့ heat ထားရမယ်3အောင်2အောင်ကြားထဲမှာပြောင်း head fight ပြစ်တိုက်ထားတယ်ပဲ Sanford ကောင်ပြတ်ကြတယ် Fella S-Ray တွေထပ်ချောင်း Nolan နဲ့ဝင်လာ fragile dash အောက်မှာတော့ဘိုးရ low HP ဖြစ်သွားပြီမကြပါဘူးဗျာ NG impact လိုက်ကျဲဖို့အတွက် Sanji ပြန်လိုက်ရှာပေမဲ့တော်တော်လေးအလန်းတော့ဝေးသွားခဲ့ပြီဗျာဒါပေမဲ့တာတဲ့ objective 5ကိုတော့ Cardizi တသက်ရေးလေးပြီးတော့ဘိုးရ retribution သွားပြရသွားခဲ့ဗျာဒီအပြင်မှာကြံနေခဲ့တဲ့ JP ထပ်ပြီးတော့ down သွားခဲ့ရပြီဆိုတော့ Falcon အနေနဲ့သူတို့ရဲ့ tán လေးတစ်ခုကိုပြန်လည်ပြီးတော့ရှာဖွေနိုင်ပြီလားဆိုတော့ကြည့်ရမယ်ဗျာဘိုးရဲ့ body slam damage early ပေးနိုင်မှုတွေပြီးတော့ကျွန်တော်နောက်ကနေပြီးတော့ caffeine ရဲ့ zone နဲ့ပြန်ထားသွားတာ S-Strike နဲ့အဲ့ဒီຢာတွေတော်တော်လေးအပြောင်းလဲဖြစ်သွားတယ်ဗျာပြီးရင်ဟို cycling eagle နောက်မှာထပ်ပြီးတော့ way wide ပြန်တန်းတိုင်းနဲ့ပဲ OM အနေနဲ့ပြန်လာခဲ့ပြီဗျာနောက်ရှော့တော့ပြန်ထူတယ် Fella S-Strike flick ကပြန်ရှောင်းတယ် Sanji နောက်မှာ caffeine နေနဲ့ကျွန်တော်ပြန်ကျဲလိုက်တယ် Sanji DJ ဘောပြန်ပေးလိုက်ပြီဗျာ I am you ဒါပေမဲ့ဘတ်တာပါပဲပေါ့နော်ဒီအချိန်မှာ caffeine အနေနဲ့ Samji ကိုနည်းနည်းလေးသွားပြီးတော့ခဏခဏလုံးနေတဲ့ movement လေးတော့သွားပြီးတော့တွေ့ရတဲ့အပြင်မှာအပေါ်မှာ Sanford တီလုံးဝဆိုရာကိုတော့ဖိနိုင်ချေတော့မရှိဘူးဗျ Sanford က Sanji ကိုယ်တိုင်နဲ့ပြန်ပြီးတော့ထူထောင်ခံနေရတဲ့ movement လေးကိုတော့တွေ့ရတယ် Falcon အနေနဲ့ဒီလိုမျိုး early time မှာတော့သွားပြီးတော့ထိန်းထားနိုင်ခဲ့မယ်ဆိုရင်တော့နောက်ပိုင်းသူတို့ရဲ့စာနိုဗတဲ့ combination တွေကြာရင်တော့damage တွေလာတော့မယ်အခုကလက်ရှိ early game မှာသွားချနေတဲ့ scamage တွေဘိုင်းမှာကျွန်တော်တို့ဒီ UAV jungle ထွက်လာပြီမယ်တော်တော်လုံးဖြစ်နေတာမျိုးတွေမြင်တွေ့ရတယ်ဗျာအကိုင်းမသေးတာတွဲတော့ဖြစ် Sanji ရဲ့ damage အပောင်ပဲအခုလည်း way wide ပြန်တန်းဘူရလိုက်လာသေးတယ် JP ကိုတော့ထိုင်ပြီးတော့ poking damage တော့ပေးတော့မှာပဲနောက်မှာ switch damage လေးတွေပေးရတဲ့ soul bloom လေးတွေကျွန်တော်ဒီ helper တိုက်တဲ့ကိစ္စတွေတော်တော်နာတယ်ဗျာမနေ့ပွဲစဉ်မှာကျွန်တော် team Falcon နဲ့ UAV နဲ့ပဲထွက်ခဲ့တယ် Fed Dream မဲ့သေးတာအခုအကိုင်းမဲ့သေးတာထွက်လာတယ်လက်ရှိ Team Liquid PH လိုမျိုး Power Region ရဲ့ champion ဖြစ်ခဲ့တဲ့ Philippine အသင်းကိုလက်ရှိချိန်မှာနောက်900ကျော်အသာသေးနဲ့ Team Falcon မီနာအနေနဲ့ဥဆောင်ထားတယ်ဗျာမနေ့ကအတိုင်းလေးပဲ throw ရဲ့ဒါ spine ဖြစ်တဲ့ movement တွေကိုလည်းအခုချိန်ထိတွေ့
နေရတော့မယ်ဗျာတင်းလုံးရဲ့ကြော်ရိုး player အနေနဲ့ဒီအချိန်မှာထောက်ပေးထားတယ်ဘိုရက်တီ throw ကိုယုံကြည်စိတ်ချစွာနဲ့သူရဲ့ cycling eagle guiding win နေတဲ့အတူတကယ်လို့ bounding လေးကောင်းနေတဲ့နောက်မှာတော့ tin liquid Philippine အနေနဲ့ early timing အတွင်းကိုနည်းနည်းလေးရင်ဆိုင်ရတာခက်ခဲနေရဆိုတော့ညင်းလို့မရအောင်စန်ချီစိတ်လေးကတော့သူတို့နည်းနည်းလေးစိတ်ဆိုးနေပြီဗျာသိလားကပင်းကိုတော့ဟုတ်တယ်ခုနကအဲ့မြူနဲ့ခိုးပြီးပြက်ချဲသွားသူရှိုးသွားတယ်ဗျာမတက်တော့မတက်နိုင်ဘူးတူးနဲ့စစ်ကြားထဲမှာတော့စစ်ကနည်းနည်းခံနေရအထင်တော့ထိသွားမှာပဲဗျာအခုလည်းရှိရတော့600ကျော်လောက် tin fego mina နေနဲ့ပြန်ရောက်လာပြီဒါပေမဲ့4မိနစ်ခွဲပဲရှိတယ် sky ပြီးတော့ပါလာပြီကျွန်တော်ပြောလို့ပဲကျွန်တော် Sano နေနဲ့အရင်သိမ့်မလို့ Hannah Stride တို့ဘာလို့ပြီးသွားချင်း3000က4000လောက်ဆိုရင် objective team fight တွေကလာ join လို့ရတယ်ဗောနော်သူလိုအပ်နေတဲ့အဓိကကျွန်တော် minion wave တွေနောက်ဆုံး let hit စားသုံးပြီးတော့ capacity step ကိုစုဆောင်းမှုအတွက်ပဲလိုအပ်တာဗျာ objective fight ချက်ပြပဲတည်လာခဲ့ပြန်ပြီ chain liquid Philippine အနေနဲ့ပထမဦးဆုံး objective fight မှာရရင်ကန်ကောင်းတဲ့ပုံစံမျိုးတော့မတွေ့ရအောင်ဆိုပြီး Sanford တစ်ဖက်မှာတော့ Sam G ကိုသွားပြီး spell လေးကတော့အိုးနေရဗျာတစ်ဖက်မှာတော့ဘိုရဲအနေနဲ့ကတော့သွားပြီးတော့ better တွေကိုနည်းနည်းလေးသွားပြီး focus ထားနေနေတာ Sanford 2 man နဲ့ပြန်ပြီး control ရချင်မှာခါတိစီအမားရမရှိသွားနဲ့ objective ကိုတော့ယူထားသေးရဗျာပြီးနေတော့မှာ Fella S right တက်ချဲထားတယ် Sanford ပြေးပြီးတော့လိုက်ပေးသွားသေးတယ်ဗျာဒါပေမဲ့ Sanji မျိုးရဲမှာပေါင်ဝိုင်းနေပြီ realize နဲ့တောက်ချက်လိုက်ပြီး Sanford ဟီးပေးတာအကန်တိုးထုတ်ထားဆိုတော့မသေးသေးဘူး demonic force တွေဖြတ်တောင်းလိုက်နေပဲ Sanford survive ဖြစ်နေအောင်ပဲတစ်ဖက်မှာလည်းကျွန်တော် JP ပြတ်ကြတယ် cafe ရဲ့နောက်မှာအမျိုးနဲ့ခိုးပြီး S right ကျ tension ရဗျာအောက်မှာလည်း by dick ကကျွန်တော်ဒီသွားပြီးတော့ gang လှုပ်တိုင်းနေပဲ Sano down သွားဆိုတော့ D trading ဒီ objective feed တွေမှာတော့ team liquid Philippine နေနဲ့အနေပြတ်သွားသွားပြီဗျာ true တောက်လျှောက်ဆိုသလိုသူ့ရဲ့ cycling eagle ပါသွားတဲ့အချိန်မှာနောက်ကပြီးကသင်းပါတော့ပါတယ် shade strike လေးထည့်မယ်ဆိုရင် JP ပြတ်နိုင်ချေရှိရဆိုပေမဲ့ဘက်ကနေလည်းစမ်းချီပြန်ရှိနေရဆိုတဲ့အချက်ကတော့သွားပြီးတော့ view site နေရသေးရဗျာခါတီးသေးသည်ခုနကကျွန်တော်တို့တာတဲ့ objective fight လေးမှာတော့သူ့တောင်ခြေပေါ်အောင်တော့လှုပ်သွားနိုင်ခဲ့တယ်ဒီကလည်း Sanford အနေနဲ့ front line ထဲမှာ2ယောက်လောက်ကိုသွားပြီးတော့ထိန်းထားနိုင်တဲ့အချက်ကအားသာသွားခဲ့ရဗျာအခုကျွန်တော်လက်ရှိချိန်မှာ OHAM အနေနဲ့ကျွန်တော် Sano ကောင်းကောင်းထိန်းသိမ်းထားနိုင်တဲ့ပြင် level 2ဆင့်ပြတ်နေပြီဗျာ4ယောက်တက်နေတဲ့ objective battlefield တွေမှာတိတ်ပြီးတော့မတွေ့တာဘူးမသိတာဘူးဆိုပေမဲ့လက်ရှိမှာ Grander နေပါနေတဲ့ကိစ္စကိုတော့ Tin Fego Mina အနေနဲ့ပြန် Facebook တော့လိုအပ်တယ် S-Right တက်ချဲတိုင်းနဲ့မောင်းထုတ်ထားတဲ့ပုံစံမျိုးပါပဲလက်ရှိရတော့အောက်ထပ် S-Right ဒါ damage လေးဒါထပ်ပြီးတော့ပါလာခဲ့မယ်ဆိုရင်တော့ Sano အတွက် position ကတော်တော်လေးကိုတော့ view တော့စိုက်ရတော့မယ်ဗျာဒီအချိန်မှာတော့ OHAP ကိုတော့မျက်စိကတော့သွားပြီးတော့ကြားနေပြီပေါ့လေဒါပေမဲ့ JP တောက်လျှောက်ဆိုသူလိုက်ပြီးတော့ကြည်ပေးနေတဲ့အချိန်မှာ Falcon အတွက်ကတော့ OHAP ကိုအရင်လိုက်ကောက်ဖို့အတွက်ကတော့မလွယ်တော့ဘူး flicker လည်းပါတယ်ဆိုတာတကြောင်ပေါ့နော်ဒီအချိန်မှာ OHAP ကို aiming target ထားမယ်ဆိုတော့တို့လိုက်လာပြီ attack မိသွားနိုင်ကြီး cycling eagle boyer combination နဲ့ကြားထဲမှာ Sam G ရောင်းရုံထွက်နိုင်မလားမရပါဘူးဗျာ AB spray နဲ့ပဲ boyer တတရာလေးတော့ပြန်ပြီးတော့ forward သွားသေးတယ် throw နေနေတော့ guiding win ပြန်ပြီးထွက်ထားတဲ့ကြားထဲမှာ3ယောက်ကြားထဲမှာပိတ်မိနေပြီ pressure နဲ့အတူပဲ Katisi ပြန်ပြီးတော့ throw တော့အဆုံးသတ်ထားသေးရဗျာဒီပွဲတွေကအဲ့လို Sanji only team target ထားနေရဗျာ throw နေနေတွေ့တဲ့ချိန်မှာ cycle eagle တုံးနေ and then နဲ့ Charman နေအောက်မှာပါကျွန်တော်အပီရိုက်တာဗျာအဘူရန်အနေနဲ့ကျွန်တော်ဒီအကိုင်းနေကျွေးပဲဖြစ်မယ်သူရဲ့ habit တိုက်တဲ့ဘားနေမှာ physical damage ကဟို early game minute တွေတော့တော်တော်လေးနားနေတဲ့မှာပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ milk က mage တွေဆိုလို့ရှိရင် HP ဘားတဲ့နေရာနဲ့ squishy ဖြစ်တယ်ပျော်ရတိုက်တွေကိုပူသွားတယ်အခုကျွန်တော်တာတဲ့ဒီတက်တဲ့ objective fight ဖြစ်လာတယ် first target fight မှာ Train Fegomina ရတယ် second target fight မှာ liquid Philippine ရတယ်ဗျာအခုလက်ရှိတက်တဲ့ fight ကတော့တကယ်ကိုအဆုံးဖြတ်တော့ပြန်တော့ဖြစ်လာနိုင်တယ်ဗျာဘတ်တရီကတော့ဘသူသားလဲဆိုတော့ကျွန်တော်တို့အနေနဲ့တက်အပ်ပြောနိုင်တဲ့အခြေအနေတော့မဟုတ်သေးဘူးဗျာဒီကျွန်တော်တို့ target fight ကိုပဲသွားပြီးကြည့်ရမှာပဲ Katisi movement နေပို့ပြီးတော့မြန်ဆန်နေတဲ့အနေထားတစ်ခုမှာဘိုရဲအနေနဲ့သူ့ရဲ့ puppet buff လေးကိုပဲလွတ်လိုက်ရတယ်ဗျာဒီအချိန်မှာတော့ zone င်းကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ tin liquid ပို့ပြီးတော့တာနေတဲ့အနေထားတစ်ခုထဲမှာတော့ရှိတယ်ဒါပေမဲ့ဘိုရဲတီလဲသူ့ရဲ့ဒါ heavy spin ရှိနေရဆိုတဲ့အချက်ကြောင့်ဒါတဲ့ objective ကိုတိုးဖို့တော့ကြိုးစားအောင်ပါ Sam G Sano တော့ by one ပြန်ပြီးတွေ့နေတဲ့အနေထားတစ်ခုမှာတော့ air strike တစ်ခုကတော့မရှိခဲ့တော့ဘူးအဲ့ဒီပြင်မှာ Katisi ပြေးကြည့်လိုက်တဲ့ throw ကမပြတ်သွားဘူးဘက်လိုက်မှာ control Sano ကြီးတောင်းပါပြီ carry player မရှိတော့ Sanford တကောင်လေးဖြုတ်ဝင်သွားတယ် demonic force ထပ်ပြီးတော့ခုံတောင်းလာသေးတယ် JP packet right side အကယ် heavy spin နဲ့ကျွန်တော်တုတ်ထားဆိုပေမဲ့ Nolan တော့ရင်တော့ရောက်တော့ယူပြီးသွားပြီ forward damage ရဲ့ဒီအချိန်မှာပြန်လာမယ် AOD ချောင်းထဲမှာပြေးပြီးတိုက်ပေးသွားတယ် position ကတော့ကျွန်တော်လုံးဝကျွံသွားတဲ့အချိန်မှာ JP အနေနဲ့ဆွဲစားခံလိုက်ရတယ်ဗျာဒါသူတို့အနေနဲ့ကတော့ရလောက်မဲ့ထင်ပြီးတော့ AOD နဲ့ဝင်လိုက်တဲ့အချိန်မှာတော့ spare gas လေး miss သွားတယ်ဆိုတဲ့အချက်မှာ tin liquid Philippine ကလည်းအရင် risk တော့မယူတော့ဘူးဗျအဲ့တော့ JP တယောက်ကိုပဲပြန်ပြီးတော့ပေးလိုက်တယ်ဆိုပေမဲ့သူတို့ရလိုက်တဲ့အချက်ကတော့ဒီအချိန်မှာတော့ main လေပဲဆိုတဲ့အတိုင်းမှာ Sam G ကဖဲတော့ပြန်ပြီးယူသွားပြီသွားပြီးတော့ထပ်ပြီး Sam G နဲ့ Sam G သွားတွေ့တယ်ဗျဒါပေမဲ့လည်း level 2 dash standard flash လေးလွဲသွားတဲ့အလေးရောက်မှာတော့ဒါဒီ Sam G အနေနဲ့ကတော့ Fasa Sam G ကိုအရင်လိုက်လို့တော့မရတော့ဘူးဗျသူတွေကျွန်တော် Sando ရဲ့ damage တွေပေါ့ပတ်သက်လာခြင်းမရှိတဲ့ Tin Fegomina အနေနဲ့နောက်ပိုင်းဆိုင်တဲ့ battlefield တွေကတကယ်ကိုအဆုံးဖြတ်ဖြစ်လာတယ် OFT လည်းကျွန်တော် Trinity 3ကြောင်းပြီးသွားပြီ10မိနစ်ခွဲပဲရှိသေးတယ် Oh my god ပေါ်လာပြီဆိုရင်တော့ itemization ရတစ်ဖက်မှာ4500လောက်ပဲလိုအပ်နေတဲ့အချိန်ဒီမှာဟိုဘက် Trinity 3ကြောင်းမြန်မြန်ဆန်ဆန်ပြီးသွားတယ် 1.7k နောက်အတားသေးဗျာနောက်တစ်ခါကတော့ win on nature လေးများဖြစ်မလားဒါမှမဟုတ် malefic hand လေးများဖြစ်မလားဆိုတော့ကြည့်ရမယ်ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်ကလည်း backup ရှိနေတဲ့အပြင်မှာ safe play တော်တော်လေးကိုဆန်နေတဲ့ပုံစံမျိုးပေါ့နော် OHAP ကတော်တော်လေးကို comfort ဖြစ်နေရဗျာလုံးဝပါနေရလောဆယ်မှာတော့ Fegomina တော့ဖြစ်နေပြီနောက် cap
4.9k ကိုမတိမတာနဲ့ကိုပါသွား အာလီဂိတ်မိနစ်ဒီမှာသူတို့အရင်မပြတ်ဘူးဘယ်လို position ဆိုင်တာလေးကောင်းတယ် true လိုက်လာပြီးပြန်တန်းလာတယ်ဝေးဝိုင်းနောက်မှာတော့ကျွန်တော်ပူရက်ပါဆန်ကြီးပြန်ရှောင်ထားနေပဲ speakers တွေ miss ကုန်ပြီဗျာ Sanford ကောင်းတယ် true ချန်နေခဲ့တဲ့အရာ confirm တိုင်းနေပဲ but line မှာ killing spree OHAP ရောက်ကောက်သွားသေးတယ်ဗျာနည်းနည်းလေး tin falcon mina ရဲ့သွားဆိုင်တွေ battlefield က shaky ပူဖြစ်လာပြီလို့ထင်တယ် ဟုတ်တယ် Sora Samji ဒါသူ့အနေနဲ့နည်းနည်းလေး speakers လေးတွေ miss သွားတဲ့ inhibitor တစ်ခုဗျာသူရဲ့ stone pin တွေဒါသူ့အနေနဲ့တောက်လျှောက်ဆိုလို့ထိုးနေတဲ့အချိန်မှာတော့တစ်ဖက်ကနေပြ TLPH အနေနဲ့ space တွေတော်တော်လေးတော့ရနေရပြောရဆိုနေ pressure Samji တော်တော်လေးတော့ကိုင်းသွားတယ်ဗျာ Katisi ရဲ့ speakers တွေကိုတော့ falcon အနေနဲ့ view ဆိုင်နေရတယ်ခုနလိုမျိုးဒီအချိန်မှာ falcon အနေနဲ့သူတို့ battle ဆိုင်တဲ့အချိန်ကတော့မှနောက်ကြောမလုံနဲ့ခန်းစားချက်ကတော့သွားပြီးရနေ အချိန်မီ Blazing Duran နဲ့ Phenomenal Image တွေနဲ့ချက်ချင်းလာပြီးတော့ကျွန်တော်ဖေးလို့ရတယ်ပေါ့နော် 5.4k နောက်တော့တာသေးဖြစ်နေပြီဘူရန်အနေနဲ့တော့ကျွန်တော် OHAP 2နေရပြီးနာ Motive Force AOG ထပ်ပြီးတော့ combine ဝင်လာပြီဗျာ နောက်ကနေပြီးတော့ America တော့ချိန်ထားကျွန်တော်ဘိုရဲတယောက်ကတော့ရောင်းရုံထွက်သားသေးတယ်ဒါပေမဲ့လည်း JP နဲ့ Sanford ရဲ့ front liner နှစ်ယောက်အခုချိန်ထိကတော့ HP ဒေါင်းဖို့တော့ကြိုက်တဲနေတယ်ဆိုတော့ Captain AOG ပြန်ပြီးတော့တွဲထားသေးတယ် JP အနေနဲ့ front line Sanford တွဲလုံးနေကြတယ် Troll ပြန်ပြီးတော့ down ရဲ့အပြုံမှာ OHAP ရဲ့ penetration နဲ့တူပဲနောက်တဲ့ Hero K တကောင်မှာထပ်ပြီးတော့ပေးလိုက်ရတဲ့ Falcomina ဒီအချိန်မှာ defensive တစ်ခုကိုပဲပြန်ပြီး focus ရအောင်ပဲဗျာ Hero K နှစ်ကောင်ပေးလိုက်ရတယ် 2 man down ရတဲ့ပြင်တော့ပေါ်လာတဲ့ time တစ်ခုတော့ Team Liquid PH အသုံးချသွားနေတယ်ဒီလို့တော့တတရာလေးပဲပြန်သိမ့်ပိုက်သွားပြီလို့ပြောရမှာ Win Talk ကပါထည့်လိုက်တယ်ဗျာ OHAP အနေနဲ့မင်းဝင်ရှင်းရတဲ့ဘိုင်းမှာလည်းကျွန်တော်မြန်မြန်ဆက်သွားလို့ရတယ် Critical Chance Damage လေးလည်းပြန်သွားလို့ရတဲ့ကိစ္စတွေမှာသူရဲ့ Injury Damage ကပို့ပြီးတော့နာလာတော့မယ် Sanji အနေနဲ့တော့ Early Game Minute တွေမှာသူဖြင်းခံရတယ်လောက်ခံရတယ်မယ်နောက်ပိုင်း Minute တွေကျရင်လုံးဝမရဘူးအထူးသဖြင့် Flicker ရှိနေတဲ့ time တွေမှာသူတို့သွားနေငယ် True နဲ့ Boo ရဲ့တွဲလုံးလေးက Sanji ကိုကျွန်တော်ဖြတ်ဖို့တော့ခက်ခဲတယ် OHAP တွေ့ပါပြီ Fly me down play အကောင်ဝိုင်းမျိုးရှင်းပေးတာ True ကကြားဘိုးရတော့ပေါက်ကောပြန်စောင့်နေသေးရဗျာ တော့ OHAP ရဲ့ damage တွေသွားပြီးတော့ပဲ OHAP ကိုဂျောင်းပေးရိုက်လိုက်တယ်ဆိုပေမဲ့လို့တကယ်လို့ဂျောင်းပေးရိုက်လိုက်တယ်ဆိုတဲ့အချက်တော်တော်လေးကိုမှားသွားတယ် Stone Pin ဘိုင်းနေသွားပြီးတော့ပဲတွဲထားတဲ့ဂျမ်ချေးဖီလို့တက်ဖို့တော့မဖြစ်နိုင်တော့ဒါပေမဲ့လည်း OHAP ပြန်နေပြီးတော့ရောက်ရှိလာနေပြီ win type plan ချက်တော့ကြည့်ရမယ်ဗျာ mirror image လေးရှိရဆိုပေမဲ့လို့တော်တော်လေးကို risk များတဲ့အနေအထားတစ်ခုပါ TLPH နေနေကတော့တက်နိုင်တဲ့လောက်ကတော့အမှားတွေကိုတော့ short ချနေပြီဗျာ OHAP ဖြစ်ကျွန်တော်တို့ဒါမြန်မာတဲ့တုံ့ပြန်မှုတွေရောတော်တော်လေးကြောက်ခမန်းလိလိပဲတောင်းကပ်ပေးပါ Blade တွေခွဲသွားတယ် အဲ့မှာ stand လေးသာပါသွားခဲ့မယ်ဆိုရင်တော့ OHAP ရဲ့ ultimate ကပြက်ကောင်းပြက်သွားနိုင်တယ်ပေါ့လေဒါပေမဲ့လုံးဝ stand မှပါတဲ့အချိန်မှာတော့အကိုင်ကတ်ထားပြီးရဆိုပေမဲ့လို့ Blazing ကျူကြီးကလုံးဝ damage output ကြီးကများနေတာဗျာ တောင်းကပ်ပေးမယ်သူကိုယ်တိုင်ခံနေရတဲ့ကိစ္စတွေဗျအခုလက်ရှိလေကျွန်တော်တို့ဒါ Minion Wave နဲ့တူတူပြန်တက်လာရင်လုံးဝပါလာခဲ့တဲ့အချိန်ဒီမှာ Team Liquid Philippines နေနဲ့တေတာတော့ကျွန်တော် Mega Talent တော့ full shot ပဲနေတူတယ် OHAP ပါတယ်နောက်က Premier Image လေးနဲ့ပြန်ဖိတ်တယ်နောက်မှလည်းကျွန်တော် Air Strike ကျေးတိုင်းနဲ့ပဲတလင်းရောက်ဘူးတော့ကတော့သူတို့အနေနဲ့မရရောက်ကြိုးစားနေတော့ပဲဒါပေမဲ့တောင်းရင်ကိုကြိုးစားခဲ့ဆက်ကြီးအဲ့ဒီများတယ်ဗျာနော် လုံး map ရဲ့အော်ဇုံအထိကိုပါသူတို့အနေနဲ့ win by win လေးနဲ့ဘိုရက်ကိုသွားပြီးတော့ပဲပညာတော့ပြလိုက်ပြီဗျနော်ဘိုရက်အနေနဲ့တောက်ချောက်ဆိုသူစန်ချီကိုလိုက်ကြည့်နေတာပွဲစားတွေကသူတို့အနေနဲ့ကာတီးစီကိုလွတ်ထားမိသလိုလေးတော့ဖြစ်နေရပေါ့လေဒီအချိန်မှာပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင် Tin Liquid Philippines ကိုဖြည့်ရှင်းမှုအတွက် front liner 2ယောက်ကိုတိတ်တောင်းလုပ်ဖို့အတွက်တောင်မှမလွယ်တော့တဲ့အခြေအနေဗျစာလုံးရှိမှာတော့ Sanford ရော JPO ကို instant ပြန်နိုင်နေဆိုတဲ့အခြေအနေကတော့ဒဇက်မှလုံးဝတော့မရှိဘူးပေါ့နော်OHAP အနေနဲ့တော့ကျွန်တော်ဒီချိန်ဒီမှာ item ပြန်ပြီးတော့ match ရတယ်လက်ရှိချိန်ဒီမှာ Team Liquid Philippines သူတို့အနေနဲ့လုံးဝ first after 5 after 5ပဲ Sanos ကိုပြေးဝင်လာတယ်အဲ့မဲ့ back က right hand ချလိုက်ဆိုတော့ ဖောင်ပြောင်း Sanford ကိုလိုက်ရှင်းဖို့ကြိုးလိုက် Sanford position အနေနဲ့များသွားပြီကျော်သွားတဲ့ချိန်ဒီမှာရှင်းထုတ်ခံလိုက်ရတယ်ဗျာဒီကတော့ flicker timing လေးဒီလိုအပ်ချက်လေးကတော့သွားပြီးတော့ရှိသွားခဲ့ပြီဗျာနော် miss calculation ဖြစ်သွားတဲ့ moment လေးတော့သွားပြီးတော့တွေးနေရတယ် Sanford မရှိတော့တဲ့အားတစ်ခုကတော်တော်လေးတော့တိတာတယ်ဆိုတော့ Falcon အတွက်ကတော့ gain is stand လုပ်ဖို့အတွက်အချိန်လေးတွေသွားပြီးတော့ရားလိုက်တယ်လို့ပြောရမယ်ဗျာဒီအချိန်လေးတွေကိုတုံးချပြီးတော့ပဲသူတို့ရဲ့ turning point လေးတွေကိုပြန်လည်ပြီးတော့ရှာနိုင်မလားဆိုတော့ကြည့်ရမယ်ပေါ့နော်ဒါပေမဲ့ OHAP Livid game မှာထပ်ပြီးတော့ပါလာနေပြီ Win Talk ကလည်း movement speed ပိုင်းနေရောပြီးတော့ Trinity 3ချောင်းနဲ့ဆိုရင်သူကြီးကနေပြီးတော့ hybrid penetration တွေကတော်တော်ကြီးကိုတော့စိုးလာတော့မှာဗျာ item လေးလည်းကျွန်တော်လဲလို့ရတဲ့အချိန်ဒီမှာရှိရအချိန်ကြီး immortality ပြန် switch လို့ရတယ်ကျွန်တော်ပြီးတော့ winner crown တင်းတိုင်းနဲ့မလဲရင်တော့အဆင်ပြေတယ်ပေါ့နော်ရှိရနော်တစုံတကန်ရီကတော့ကျွန်တော်ဒါလည်းဖြစ်တတ်ပါတယ်အပြာအောင်ချင်းတူနေရလဲပါတယ်ပေါ့နော်မားလေးတော့ရှိပါတယ်စန်ကြီးတွေ့ပါပြီ recall ပြပြီးတော့ချောင်းလေးလောက်လို့ကြိုးစားနေတာ information တည်ထားတဲ့ပုံစံပဲတော်တော်မြန်ဆန်တဲ့တုံ့ပြန်မှုတစ်ခုဗျာလုံးဝဖမ်းလို့မရလိုက်ဘူးတော့ throw ရှိရနေလဲသူ flicker ရလိုက်တယ်ဆိုရင်သူကိုယ်တိုင်ကလည်း flicker တော့ပြန်ပြီးပေးလိုက်ရရဗျစိတ်သက်စစ်စင်ရေးပါသွားပြီးတော့တွေးနေရပြီ position တစ်ခုကတော့ KDC သွားပြီးတော့ကောင်းနေရဗျဇုံတင်းတစ်ခုကိုတော့ယူဖို့အတွက် Falcomina စ조사နေတယ်အဲ့မဲ့ Sanford front line တောင်းလိုက်ကြတယ်မ KDC တန်ပြီးတော့ကြည်လိုက်ကြမှာ throw ရင်တော့ပေးလိုက်ရပြီဗျစန်ကြီးမရလိုက်ဘူးဗျဒီချိန်မှာကျန်နေခဲ့တဲ့အချိန်မှာ KDC double KD ကိုပိုင်ဆိုင်ဝိုင်းနေပဲ OHAP ချက်ချင်းသူထုရဲ့ဒိုးရတော်တော်ကြီးကိုစိမ့်ထွက်နေရပဲ Heaven တော့မှာ cafe ဖက်နေတယ်ဖက်လိုက်မှာဟိုးဒီမှာ finishing ပြသွား
နိုင်မယ် Monster K OM နေနဲ့ရောက်ယူသွားသေးတယ်ဗျာ Better image plus flicker blazing 2နဲ့အတူပဲတစ်ဖက်က Falcon တော့တကယ်ကို outplay ပြနေတဲ့ OHAB နဲ့ SMG ကိုတိတ်တောင်းလို့ဖို့တစ်ကောက်နဲ့လောဆယ်ကတော့ခက်ခဲနေတယ် Captain Airstrike တွေကတော့သွားပြီးရှိထားသေးတယ် SMG ကအတော်နှစ်ထင်ထိသွားတာဗျာအားလီမှာသိလားအဲ့တော့ဝင်းဝင်းလေးနဲ့ဒီအချိန်မှာတော့စိတ်သက်စစ်နေရေးပြန်နေပြီးတော့ပဲစိုးစားနေတယ်အဲ့တော့ Team Liquid PH အနေနဲ့ကတော့သူတို့ရဲ့ high ground ထပ်မှတ်ပြီးတော့တက်ဖို့အတွက်စူးစမ်းမယ်ဆိုရင် Captain ဒီအချိန်မှာ Airstrike ရထားတာတော်လေးအဆင်ပြေသွားတယ်ဗျာ Minion Wave ကိုလုံးဝကျွန်တော် freezing လောက်ထားခြင်းမရှိဘူးတက်လာခဲ့တဲ့အချိန်တိုင်းမှာသူတို့ Megatron ကနေဆက်ရောက်ဖို့အတွက်ကြိုးစားတယ်အခုလက်ရှိလေ Failure Airstrike ကျွန်တော်ထက်ချေးတိုင်းနေပဲ Minion Wave ကိုပဲသူတို့ prioritize ထားတယ် Fracture Dash အောက်မှာသူတော်တော်ကိုကိုင်းနေဗျာဒါပေမဲ့ကျွန်တော်ဒီအချိန်မှာ Frown တွေကိုစစ်ပြီးနေပြီ Drone အနေနဲ့ကျွန်တော်ဒါရှိပြတ်တက်ရတဲ့ဘိုင်းတွေမှာမမေးမျိုးကိစ္စတွေက Team Falcon Mina စီမှာ regeneration ဘိုင်းတွေတော်တော်ကြီးများပြားနေပြီလို့ဆိုရမယ်ဗျာ ဟုတ်တယ် Brute Force တွေပိုင်းနဲ့ဆိုတော့ Mobility ဘိုင်းမှာသွားပြပဲကြည့်အောင်မယ်ဖိုရက် Airbus Spin ရွေးချယ်မှုလေးရှိထားတယ်ဆိုတဲ့အတွက်ကြောင့်တော့ Counter Attack လေးဒီအချိန်မှာဖန်တီးဖို့အတွက်လုံးဝအဆင်မပြေသွားတဲ့ Falcon Mina အနေနဲ့ Fall Back ဖို့တော့ကြိုးစားအောင်မယ်ဒီအချိန်မှာ AOG ပြန်ပြီးဝင်လာပြီနောက်တော့ချိုးတကောင်ပြန်ရှင်းမှုတော့ကြိုးစားထားသေးတယ်ဒါပေမဲ့ Law ရော stick ပြီးတော့ပဲဖြည့်ရှင်းထားတယ် Minion Wave က3 wave လောက်3အုပ်လောက်ရှိတဲ့အချိန်ဒီမှာ Sanji Failure Airstrike ထက်ချေးတိုင်းဆိုရင် Law ရောကျွန်တော်ထဲထဲတီးတော့သူတို့အနေနဲ့တွန်းပို့ထားတော့မယ်အဓိက Law ရှင်းဖို့အတွက် Sano damage ပေးဖို့အတွက်ပြန်တော့လိုအပ်တယ်ဒီချိန်နေတီးက down wave full check မှာ Sanji တော့ပြေးပြီးထောက်ပေးထားသေးတယ်ဗျာ အခုဒီပြော Sanji ပြန်ပြီးဝင်ထားသေးတယ်ဒါပေမဲ့လည်း Faker ဒီအချိန်လေးမှာနဲ့ JP လက်ထဲမှာနဲ့သွားပြီးတော့ထောင်းသွားခဲ့ရဗျာဒီက Selfo 3 man knock gap Dominant Force တွေနဲ့တောက်လျှောက်ဆိုသူ back line မှာ control ထားတဲ့ tan ကြီးကိုလုံးဝ Falcon Mina မခံနိုင်တော့တဲ့အဆုံးမှာတော့ Best of One Series မှာ early timing လေးမှာတော့သူတို့ရဲ့ mechanic လေးတော်တော်တက်ရက်ခဲ့တယ်ဆိုရင်မဲ့လို့ Team Liquid Philippines ဒီသူတို့ရဲ့အချိန်ဟောဒီတိုင်းလေးပဲဆက်လက်ပြီးတော့ Golden Time လေးမှာထိန်းထားသေးရဲ့ဗျာ သူတို့ရဲ့ The Riot Cavalry ကျွန်တော်ဒီကေကိုမြင့်တက်ကြီးကကြောက်ဖို့ကောင်းတဲ့ data တစ်ခုရှိတယ်အားဒီက minute ချိန်မှာနောက်400 1000လောက်ဒါ Falcon Mina အနေနဲ့တာခဲ့တယ်ဆိုပေမဲ့အဲ့ဒီຢာတွေကခဏတာပဲဖြစ်သွားခဲ့တယ်ဗျာ OHAB Prediction join လိုက်တဲ့အချိန်တွေမှာအများကြီးကျွန်တော်အပြောင်းလဲကြီးတာမှုတွေဖြစ်လာတယ်စာနိုနဲ့ကျွန်တော် OHAB ကြားထဲမှာ comparison ရတော်တော်ကြီးကိုကွာခြားမှုတွေရှိနေတဲ့ပွဲနေတခုဆိုရင်လည်းမမှားဘူးဗျာ နည်းလေးဒါ10မိနစ် strategy 3ကြောင်းနော်ညကျရင်ကျွန်တော်လည်း fan ကြီးအောင်ပဲဗျာအဲ့တော့ဝေးရသွားရရှိ 10မိနစ်ခွဲ time 3ကြောင်း